ရိုင်းရန်ကလေးတွေဟာပျော်ရွှင်စွာစော်ကစားနေခဲ့ကြရမယ်အနာကတစ်ပင်ကြီးမှာတော့မွေတံမကောင်းဆိုးဝါးကြီးကဝါမျိုးကိုစောင့်ဆိုင်နေခဲ့ပါပြီကလေးတွေတီထားမိသွားလို့ကြောက်လန့်နေချိန်မှာတော့မွေကြီးကအောက်ကိုခုန်ဆင်းလာပါတော့ရဲ့ကလေးတွေလည်းကြောက်လန့်ကပြေးလွှားနေကြပြီးအားနည်းလူတွေကိုစားတုံးနဲ့မွေဘလူးကြီးဂျော်မွန်ကန်ဂျာဆိုပြီးအော်ဟစ်ထွက်ပြေးကြပါတော့ရဲ့အချိန်ကိုက်ပဲတင်ချဆရာမစ္စတာဘလိတ်နဲ့ဂျင်းဆရာမစ္စတာဝူဖ်တို့လည်းထွက်လာကြပါတယ်မစ္စတာဝူဖ်ကကလေးတွေကိုကာကွယ်ပေးထားမယ်ဆိုကမစ္စတာဘလိတ်ကိုကျောင်းအောင်ကြီးစီတွားအကြောင်းကြားခိုင်းလိုက်ပါတယ်ငွေကြီးကတစ်ပင်ပေါ်က tree house ကိုရစ်ပတ်ဖြတ်စီးလိုက်တဲ့အခါအောက်ကကလေးငယ်တွေကိုမစ္စတာဝူဖ်ကပဲကယ်တင်ပေးလိုက်ရပါတယ်မစ္စတာဝူဖ်ကကလေးတွေကိုအထဲဝင်ခိုင်းလိုက်ပြီးအနာကတစ်သားအကျိုးနဲ့ငွေကြီးကိုရင်ဆိုင်ဖို့ပြင်လိုက်ပါတယ်တစ်ဖက်ကမစ္စတာဘလိတ်ကလည်းကျောင်းအောင်ကြီးစီကိုအပြေးလာပြီးကျောင်းဝင်းထဲမှာမွေကြီးတစ်ကောင်တောင်းကျမ်းနေကြောင်းလာတဲ့ပြနေပါတယ်အန်ဂျယ်ကမြေအောက်ကဘာကလွတ်လာတဲ့မွေဘလူးကြီးလာလို့မိတဲ့အခါမြေအောက်ကဘာကအကောင်မဟုတ်ပဲတခြားတနေရာကဖြစ်ပြီးအခုမစ္စတာဝူဖ်နဲ့ထိတိုက်တွေ့နေကြပြီလို့ဆိုပါတယ်ဒီတော့မှကျောင်းအောင်ကြီးလည်းမွေကြီးကိုပဒင်းပေါက်ကနေလှမ်းမြင်လိုက်ရပြီးစောရိုးတွေကလည်းစာကြည့်တိုက်ကလှမ်းကြည့်နေကြပါတယ်ကျောင်းအောင်ကြီးခီဘာကဘော့စ်တွေကိုတွားခေါ်ခိုင်းတဲ့အခါအန်ဂျယ်ကတော့ဘော့စ်တွေကိုစောင့်နေခလေးတွေထိခိုက်ကုန်မယ်လို့ဆိုပါတယ်မစ္စတာဝူဖ်တယောက်ကတော့မွေကြီးကိုအင်အားမမျှရင်ဆိုင်နေရပြီးနောက်ဆုံးမှာတော့ရှုံးနေလို့တွားခဲ့ပါပြီပုံနေတဲ့ကလေးတွေကိုလည်းမွေကြီးကလိုက်အမဲဖြတ်နေတဲ့အပြင်လဲကျသွားတဲ့ကလေးနှစ်ယောက်ကိုပါရှစ်ပတ်လိုက်ပါတယ်ကလေးတွေလည်းအစားခံရတော့မဲ့စစ်ဆဲမှာပဲကျောင်းကြီးခီပါကိုယ်တိုင်ထွက်လာကကလေးတွေကိုမထိနဲ့ဆိုပြီးမွေကြီးကိုသူနဲ့ရိုက်ချလိုက်ပါရဲ့အချိန်ကိုက်မှာပဲစောပါပြေးဝင်လာခဲ့ပြီးမစ်တန်အစ္စလမ်နဲ့ထိုးချလိုက်တာကြောင့်မွေကြီးလည်းခဏတာငြိမ်သက်သွားခဲ့ပါရဲ့ကျောင်းကြီးခီပါဟာလည်းအရင်ကဂျိုင်းယန်ဖော်ရီအဖွဲ့ဝင်ဟောင်းတယောက်ဖြစ်ပြီးကလေးတွေလည်းအနာကိုပြေးလာချီကျူးကြပါရဲ့ဒီအချိန်ပုံနေတဲ့ကလေးငယ်တချို့ကိုမစ္စတာဝူဖ်ကအန်ရဲ့ကင်းပီလာပြောတဲ့အခါကလေးတွေဟာအိမ်ငွေချခံထားရပြီးတနေရာကိုဦးတည်နေခဲ့ပါရဲ့မစ္စတာဝူဖ်ကကျောင်းကိုပြန်ကြဖို့လှမ်းထိလိုက်တဲ့အခါရုတ်တရက်အပြင်းထန်ထိခိုက်သွားပါရဲ့တစ်ဖက်ကကလေးတွေကလည်းရောဘင်ကိုလူဗီတငယ်ချင်းမှန်တည်သွားကြတဲ့အခါလူဗီလောက်ခဲ့တဲ့ကြမ်းကြမ်းတမ်းစော့ကစားချက်တွေကြောင့်ရောဘင်ကိုပါလန့်နေကြပါရဲ့ဒီအချိန်အဝေးတနေရာကနေခလေးတယောက်ကမစ္စတာဝူဖ်ကိုတွေ့လို့ထားအောင်လိုက်ပြီးမစ္စတာဝူဖ်လည်းတရားအပြင်းထန်ရနေခဲ့ပါတယ်မစ္စတာဝူဖ်ကသူ့ကိုစိတ်အပူဖို့ပြောပြီးခလေးတွေအန်ရကြနေပြီလို့ဆိုပါတယ်တခြားကလေးတွေကလည်းသူတို့အဖွဲ့ဟိုဘက်ထွက်သွားကြတယ်ပြောတော့စောကထားလိုက်သွားတဲ့အခါမစ္စတာဝူဖ်ကဘာပဲလို့သူတို့ကိုသွားမထိမိစေဖို့တခြားမှာကြားလိုက်ပါတယ်ကလေးတွေဟာကမ်းခြေဘက်ကိုဦးတည်နေကြတာဖြစ်ပြီးသူတို့ဘာမေးပြန်မဖြစ်ပဲအိပ်ပျော်ပြီးလမ်းလျှောက်နေကြရလို့ကလေးတချို့ကဆိုပါတယ်ကျောင်းကြီးခီဘာကခရကိုမှုတ်ပြီးတနိုင်ကန်လုံးကိုအတီးပေးခိုင်းလိုက်ခါဒီတိုင်းပြည်မှာတခုခုတော့မှားနေပြီလို့ဆိုပါရဲ့သူတို့အရှိတတဲကတောအုပ်ထဲမှာလေအေယာမငှက်ကြီးနဲ့တောဝက်ကြီးနှစ်ကောင်ထပ်ပေါ်လာခဲ့တယ်လို့ကလေးတွေအားလုံးလည်းရုတ်တရက်အိပ်ပျော်ကုန်ကြပါရဲ့ချော်ဘာကအောက်ကိုခဏချခိုင်းလိုက်ပြီးသူသွားကြည့်ရမယ်ပြောလိုက်ခါကျောင်းခီဘာကလည်းကလေးတွေတခုခုဖြစ်ရင်မိဘတွေကိုသူမျက်နှာပြရဲတော့မှာမဟုတ်ဘူးလို့ဆိုပါရဲ့ဒီအချိန်အန်ဂျယ်ကတခုခုကိုအမှတ်ရသွားပြီးဒီမကောင်းဆိုးဝါးကောင်တွေကိုသူမှတ်မိပြီလို့ပြောလိုက်ပါရဲ့တစ်ဖက်ကမြောက်ကပါမှလည်းလိုကီကသူ့ခြေတစ်ဖက်ကိုစီးပီစင်စတုံးခတ်ထားရုံနဲ့သူ့အစွမ်းတွေကိုထိန်းချုပ်နိုင်မယ်ထင်နေလားလို့မေးခွန်းထုတ်နေပါရဲ့အဲဘက်ပြည်ကြီးကိုတကယ်တော့ကဲတင်ခြင်းကြတဲ့ဆိုနောက်ဆုံးချင်းကျိုးကိုပါအခုဖြုတ်ပေးလို့ဆိုကအခုလိုထန်ရရင်းနဲ့လေသူ့အစွမ်းထက်သေးရလို့ပြောလိုက်ပါရဲ့ရက်နာတူကြီးကိုလည်းကင်မြောက်လိုက်ကအခုချိန်တာအမြန်ချင်းကျိုးမဖြုတ်ပေးရင်သူ့ရဲ့အစွမ်းကြောင့်ပဝင်းချင်းကိုထိခိုက်မိပြီးမိတွေပြန်သွားလိုက်မယ်အဲဘက်ရဲ့အားနေချက်ကဘာလဲတိကြတယ်မလားလို့ပြောလိုက်ပါရဲ့ရက်နာတူရဲ့အစွမ်းကြောင့်လူဗီဒိုအားလုံးလည်းလွန်ထွက်ကုန်ကြပြီးကောင်းကင်ရံမှာလည်းပန်းရောင်အလင်းတန်းတွေပေါ်ထွက်နေပါရဲ့မကြခင်မှာပဲမိတွေစတောက်လာခဲ့ကတော်မီဟာလည်းတဟုန်ထိုးပြန့်နှံ့လာပါရဲ့မနီမဝဲကပွဲတော်ကြီးမှလည်းနာမီကပေါက်ကွဲတန်းတွေကိုကြားမိလိုက်တယ်လို့ဂျင်ဘဲကလည်းခရရန်ကိုကြားလိုက်ရပါတယ်ဂျိုင်းယန်တယောက်ကကျွန်းတောင်ပိုင်းမှာတော်မီလောင်နေကြောင်းခေါင်းဆောင်ဂျာရိုးကိုလှမ်းအတိပေးပေမဲ့အားလုံးကမူးပြီးအတိစိတ်လွတ်နေကြပါပြီဂျင်ဘဲတို့လည်းအခြေအနေတွေတော့မကောင်းတော့ဘူးတွေးနေကြလို့တစ်ဖက်ကချော်ပါကလည်းကလေးတွေကိုရားလောက်ကုသပေးနေခဲ့ပါတယ်အရင်တနေ့တုန်းကစာတင်ကန်းထဲမှာမတ်ချ်ကလိုကီပုံကိုဆွဲနေပြီးလိုကီမှာသူအကြီးကြီးရှိတာကြောင့်အားလုံးကိုဖျက်ဆီးပြစ်နိုင်တယ်ပြောခဲ့ပါတယ်စကတ်တီကလည်းနီကာပုံကိုဆွဲနေပြီးနီကာကမှကဘာကြီးကိုဖျက်ဆီးမဲသူလိုအပြန်လန်ညင်းခုန်နေရကြောင်းအန်ဂျေကပဲတားလိုက်ရပါတယ်ခလေးမလေးတယောက်ကလည်းတရေတွေကမှကြောက်ဖို့ကောင်းတာတယောက်ကလည်းဒရောက်ကနဂါးကြီးကမှကြောက်စရာတယောက်ကမုံတိုင်းတွေတယောက်ကတော့လျှက်စီးတွေနောက်တယောက်ကနစ်ဟော့ကာနောက်တယောက်ကဂျော်မိုကန်တာမွေကြီးကမှပိုကြောက်ဖို့ကောင်းတယ်ဘန်းဆိုတဲ့ကောင်လေးကတော့သူ့အမေကမှကြောက်စရာကြီးဆိုပြီးအပြိုင်အဆိုင်ပုံဆွဲပြိုင်ရင်ဆက်ငင်းခုန်ကြပါတော့ရဲလီဖာကသူတင်ညအိမ်မဆိုးရင်မကြောက်တယ်ပြောတဲ့အခါအန်ဂျယ်ကတမီးဘက်မှာဆရာမတွေရှိနေတာမို့လို့မမပူနေလို့ဆိုပါအခုဆွဲခိုင်းလိုက်တဲ့ပုံတွေဟာလေကိုယ့်ရဲ့ပင်ကိုစရိုက်ကိုဖော်ပြနေကြတာဖြစ်ပြီးအားလုံးကလည်းအရန်တော်ကြရလို့ဆက်ချီးမွမ်းလိုက်ပါဒါပေအားလုံးကိုအန်ဂျယ်တယောက်ပြန်တီးရသွားချိန်မှာပဲတို့အရှိတဲ့မှာတော့ဂျွယ်ကနဂါကြီးလျှက်စီတရေမုံတိုင်းညဟော့ကာတွေအပြင်သူကြီးနဲ့လိုကီပုံတူနီကာပုံတူတွေပါထပ်မံပေါ်လာပါ
တကယ်တော့ဒီအကောင်ကြီးတွေဟာခလေးတွေရဲ့စိတ်ကူးတွေကမကောင်းဆိုးဝါးကြီးတွေဖြစ်ပြီးကဘာပေါ်မှာတို့အကြောက်ကြဆုံးစဝါကြီးတွေပဲဖြစ်ပါတယ်ဒီအချိန် Thomas Killingham နဲ့ Gunko တို့ကလည်းလမ်းလျှောက်လာတဲ့ခလေးတွေနဲ့ထူးဆန်းတဲ့အကောင်ကြီးတွေကိုကြည့်နေကြရင် Thomas ကမင်းရောကဘာပေါ်မှာကြောက်တဲ့အရာရှိလားလို့ Gunko ကိုမေးလိုက်တဲ့အခါ Gunko ကတော့ Nika လို့ပြန်ဖြေလိုက်ပါရဲ့ဒါလေးကတော့ One Piece episode 1172ဖြစ်ပြီးတော့173ကိုထွက်လာရင်စတင်ပြီးတော့မယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ဆက်မှာပါဗီဒီယိုလေးကို like လေးနဲ့ပေးခဲ့ကြပါဦး channel လေးကို subscribe မလုပ်ရသေးရင်လုပ်ပေးခဲ့ကြပါဦးဒါပါပဲ